ဒါကတော့ကဘာပေါ်မှာမှောင်ခိုဈေးကွက်ရောင်းဝယ်မှုအများဆုံးတလိမ့်ဆန်နေလို့ခေါ်ကြတဲ့တင်းခွေချက်တွေပဲဖြစ်ပါတယ်။သူတို့ရဲ့ရှာခနာကိုချက်ပုတ်ပြီးရှည်လျားပါတယ်။တင်းခွေချက်တွေဟာအကြေးကုန်ပါသောတရဝါမျိုးဖြစ်ပြီးများသောအားဖြင့်သူတို့ရဲ့ခနာကိုမာကျောသောအကြေးကုန်များဖြင့်ဖုံးအုပ်ထားလေးရှိပါတယ်။ထိုကြေးကုန်တွေဟာတစ်ခုနဲ့တစ်ခုထိစပ်နေပြီးခနာကိုအခြားပြင်ပအန္တရာယ်များမှကာကွယ်နိုင်ရင်တန်ချက်ကဝတ်စုံတစ်ဖွဲဖန်တီးပေးထားပါတယ်။အန်ဒီရတစ်ခုနဲ့ကြုံလာတဲ့အခါမှာတင်းခွေချက်တွေဟာဘောလုံးတစ်ဖွဲခနာကိုလုံးလိုက်ပြီးမာကျောတဲ့ဘောလုံးလိုကြီးဖြစ်ပါတယ်။စိတ်မကောင်းစွာနဲ့ဒီတင်းခွေချက်တွေဟာမျိုးတုံပြောက်ွယ်ဖို့အလားအလာများစွာရှိနေပါတယ်။သူတို့ရဲ့မာကျောလာတဲ့ကြေးကုံကအစတန်ကြီးရှိတာဖြစ်လို့အမဲလိုက်ရောင်းချသူတွေဟာလည်းအလွန်များပြားလာတာဖြစ်ပါတယ်။တင်းခွေချက်ရဲ့ကြေးကုံကိုစိန်ခံပစ္စည်းသုံးဆောင်များနဲ့တိုင်းရင်းသားစေဝါဖော်ဆက်ရမှာအသုံးပြုလေးရှိပြီးအသားကိုစားသုံးရင်အဓိကရောင်းဝယ်ဖောက်ကားကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာလည်းဒီတင်းခွေချက်တွေဖန်ဆီးခြင်းရောင်းဝယ်ခြင်းကိုတရားဝင်ခွင့်ပြုမထားပါဘူး။နောက်ပြီးဒီတင်းခွေချက်တွေရဲ့ကြေးကုံကိုအပေါက်ဖောက်ကျိုးနဲ့ချီပြီးကလေးများကိုဆွဲပေးခြင်းဖြင့်ကျန်းမာရေးကောင်းပြီးအမောက်ပြောကကင်းနေဆိုတဲ့အယူဆလည်းရှိနေပါတယ်။